ခါတဲ့လောက်ရမှာလားတခါတဲ့စားရမှာလားအဲ့လိုတခါတဲ့ကိုထိုင်းလို့ပြောချင်တယ်ဆိုရင်ဒီလိုမျိုးလေးသုံးသွားလို့ရတယ်ဥပမာတခါတဲ့လောက်ရမှာလားဆိုလို့ရှိရင်ต้องทำทีเดียวเลยไหมต้องทำทีเดียวเลยไหมตะคาได้ပြောရမှာလားဆိုလို့ရှိရင်ต้องพูดทีเดียวเลยไหมต้องพูดทีเดียวเลยไหมตะคาได้ပေးရမှာလားဆိုလို့ရှိရင်ต้องให้ทีเดียวเลยไหมต้องให้ทีเดียวเลยไหมตะคาได้ตัวရမှာလားဆိုလို့ရှိရင်ต้องไปทีเดียวเลยไหมต้องไปทีเดียวเลยไหมตะคาได้ပြန်ရမှာလားဆိုလို့ရှိရင်ต้องกลับทีเดียวเลยไหมต้องกลับทีเดียวเลยไหมဒီနေရာမှာต้องရဲ့ပြီးကွက်လက်ကကရိယာထည့်ပြီးတော့ทีเดียวเลยไหมဆိုတာလေးကိုအသုံးပြုရမှာပဲဖြစ်ပါတယ်အခုထွေးပြောနေတဲ့အရာကိုနားလည်သဘောပေါက်တယ်ဆိုလို့ရှိရင် comment လေးမှာတခါတဲ့စားရမှာလား comment မှာဝေရေးခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်